ဇလန်ဒီအစမှာတော့မြကန်းသားမှာငှက်ပုံရိုက်ဖို့ပြင်နေတဲ့ဓာတ်ပုံဆရာနှစ်ယောက်ဟာမျိုးသမီးအလောင်းတစ်လောင်းကိုမတော်ဆတွေ့ရှိခဲ့ကြပါတယ်။ချိန်ထဲမှာပဲထိတ်တန့်မှုကဲဆရာဝန်ကြီးဖြစ်တဲ့ကန်တယောက်ဟာတော့ရဲကယ်ရီမှာနောက်ဆုံးစာသင်နှစ်တစ်ခုကိုဆုံးသက်နေရပဲဖြစ်ပါတယ်။ကန်တယောက်ဟာဒီစာသင်နှစ်ပြီးသွားရင်တော့အမေရိကမှာနေတဲ့သမီးဖြစ်သူကိုချိန်ပို့ပေးဖို့အတွက်မကြာခင်မှာပဲအနားယူဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။သူ့ရဲ့သမီးဟာဒီနေ့ပြန်ရောက်ရမှာဖြစ်ပေမဲ့ခရီးစဉ်ဟာနောက်ကျနေခဲ့ပါတယ်။အတန်ပြီးတော့တဲ့နောက်မှာလည်းကန်တယောက်မြကန်းသားမှာနေတဲ့အလောင်းကိုစစ်ဆေးဖို့အတွက်ရဲတပ်ဖွဲ့ကခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။အဲဒီမှာတော့သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့စုံတောင်းမင်းကိုတွေ့လိုက်ရလို့အလွန်ကိုအံ့ဩသွားခဲ့ပါတယ်။အကြောင်းကတော့မင်းဟာအမျိုးသမီးဖြစ်နေတာကြောင့်လုပ်ဖို့ကင်ဘက်တွေလေးထားမှုကိုမရရှိပဲအသေးအဖွဲကိစ္စတွေမှာပဲခိုင်းခံနေရတာပါ။ဒီတစ်ခါမှာတော့သူမဟာထူးဆန်းတဲ့ခြေရာတွေကိုတွေ့ရှိခဲ့ပြီးဓာတ်ပုံရိုက်ထားနိုင်ခဲ့ပါတယ်။ကန်ကလည်းအလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပဲပိုင်းဖြတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့လူသက်သမားဟာလက်တစ်ဖက်ကလွယ်လို့ကျန်တဲ့စိတ်ပိုင်းအားလုံးကိုတနေရာထဲမှာပဲစုပြီးစွန့်ပစ်သွားခဲ့တာပါဒီလိုနဲ့ရက်စကန်ကိုပြန်ရောက်တဲ့အခါမှာလည်းတေဆုံးတဲ့သူဟာပျောက်ဆုံးနေကြောင်းတိုင်ချက်ဖွင့်ထားတဲ့အသက်29နှစ်အရွယ်အွန်အားဖြစ်နေတဲ့ဆိုတော့ကိုသိလိုက်ရပါတယ်မင်းတယောက်ကတော့လူသက်သမားဟာအလောင်းကိုတွေ့စေခြင်းပြီးဘသူပဲဝါဆိုတော့ကိုသိစေချင်တာလို့ယူဆထားပါတယ်စုံတော့ယွန်းကတော့ထုံးစံအတိုင်းပဲသူမကိုနှိမ်ပြီးဒါဟာရန်ညိုးရှိတဲ့ယူတယောက်ရဲ့လက်ချက်ပဲလို့ထင်မြင်ချက်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းကန်ကတော့မင်းရဲ့အမြင်ကိုသဘောတူပြီးရင်ခွဲစစ်ဆေးရမှာပါဝင်မှုသူမကိုခေါ်သွားလိုက်ပါတယ်။ကန်ကတော့အလုံးလုံးရမှာအေးဆက်ပြီးစနစ်ကြလွန်းတာကြောင့်မင်းကအနက်အသက်ပြင်းတဲ့အမြင်ကွင်းတွေကိုမခံစားနိုင်တာကြောင့်အော့အမှုအပြင်ကိုထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကန်တယောက်ရင်ခွဲစစ်ဆေးချက်အကျိုးစီရင်ခံစာကိုရဲတွေကိုရှင်းပြနေခဲ့ပါတယ်။အွန်းဟာမာကျော်တဲ့အရာဝတ္ထုတစ်ခုနဲ့ရိုက်ခံရလို့ဥကောင်းကုန်အကွဲပြီးတေဆုံးသွားခဲ့တာပါ။နှာခေါင်းနဲ့ပါးစပ်ထဲမှာလည်း granite လို့ခေါ်တဲ့မြေသားတွေကိုတွေ့ရတာကြောင့်ဒါဟာသူမတေဆုံးခဲ့တဲ့နေရာကိုညွှန်ပြနေရလဲဖြစ်ပါတယ်။ပင်လယ်စားတဲ့တွေလည်းတွေ့ရတာကြောင့်အလောင်းကိုပင်လယ်နားမှာအပိုင်းပိုင်းဖြတ်ခဲ့တာဖြစ်ပြီးလူတက်မှုဖြစ်တဲ့နေရာနဲ့အလောင်းဖြောက်ထားတဲ့နေရာမတူညီတာကိုလည်းသိခဲ့ရပါတယ်။အလောင်းကိုမြေထဲမှာလာပစ်တာဖြစ်လို့စုစုပေါင်းနေရာ3ခုနဲ့ပတ်သက်နေခဲ့ပါတယ်။စုံတော့မင်းကတော့ကမ်းခြေပြန်လည်ဖော်ဆောင်ရေးစီမံကိန်းမှာလုပ်နေတဲ့အစားလုပ်ရေးကုမ္ပဏီတစ်ခုကိုတတိယသွားခဲ့ပါတယ်။အဲဒီစက်ရုံတွေကကမ်းခြေမှာရှိနေတာကြောင့်ပါတစ်ဖက်မှာလည်းယွန်းကအွန်အားမှာရီးစားအောင်တယောက်ရှိတာကိုစုံစမ်းသိရှိရပြီးရဲတွေကအဖွဲခွဲကစုံစမ်းခဲ့ကြပါတယ်။ဒီလိုနဲ့စုံတော်ယွန်းတယောက်ကတော့မျိုးထဲမှာလိုက်လံမေးမြန်းရင်းနဲ့မြင်းလောင်းနေတဲ့ပြောင်းတို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ပြောင်းတို့ကတော့အွန်အားကိုမတွေ့ရတလားရှိပြီဖြစ်ပြီးအခင်းဖြစ်တဲ့ညတုန်းကလည်းသူကလောင်ကစားရုံမှာပဲရှိနေတာဆိုပြီးညင်းဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစုံတော်မင်းကစက်ရုံမန်နေဂျာကိုမေးမြန်းတဲ့အခါမှာတော့သူတို့ဟာအမှားစားတွေများလို့24နာရီပတ်လုံးလုံးလုံးနေရတာဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ဆန္ဒပြမှုကိုလည်းခံနေရတာကြောင့်ဒီနေရာမှာလူတက်မှုဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းအလုသမားတွေကပျောက်ဆုံးနေတဲ့လက်တစ်ဖက်ကိုမြေကြီးထဲမှာတွေ့ရှိသွားခဲ့ပါတယ်။ညနေပိုင်းမှာတော့စုံတော့မင်းကကန်ရဲ့အိမ်ကိုတွားရောက်ခဲ့ပြီးအမှုအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။ electronic တော့ပြတ်နေတာကြောင့်ကန်ချလာတဲ့ကျိုးနဲ့တကားကိုပဲဖွင့်ဝင်ခဲ့ရပါတယ်။ကန်ရဲ့ခွေးလေးကိုတော့ချောင်းမော့ပြီးရဲ့နောက်မှာသူမဟာယူလာတဲ့မူကဲတပ်ပုံတွေကိုပြခဲ့ပါတယ်။လူသက်သမားဟာသူတို့ကိုတခုခုပြောချင်နေတာဖြစ်ပြီးနေရာ3ခုစလုံးမှာတူညီတဲ့အချက်တစ်ခုခုရှိရမယ်လို့ကန်ကကောက်ချက်ချလိုက်ပါတယ်။နောက်နေ့မှာတော့စုံတော့မင်းကအသေးစိတ်စီရင်ခံစာတစ်ခုကိုတင်ပြခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Islet V-net ဟာဆောက်လုပ်ရေးကုမ္ပဏီကိုတားဆီးဖို့ကြိုးစားနေခဲ့တာပါ။အဖွဲ့ခေါင်းဆောင်ဆောင်ဟိုကတော့ဒေတာရင်းမြစ်ကို V-net နဲ့ဖျားမှရုပ်ထုနဲ့နှိုင်းနိုင်ပြီးတော့အစိုးရကမြစ်ကမ်းတွေကိုဖျက်ဆီးနေတာဟာ V-net ရဲ့အင်္ဂါအစိပ်ပိုင်းတွေကိုဖျက်တောက်တယ်လို့ပဲလို့စာအုပ်ရေးခဲ့ပူပါတယ်။ဒါဟာအွန်အားရဲ့ရုပ်အလောင်းအခြေအနေနဲ့တိုက်ဆိုင်နေပြီးတော့နေရာ3ခုစလုံးမှာလည်းအဲဒီကုမ္ပဏီနဲ့ပတ်သက်နေခဲ့တဲ့ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။အခင်းဖြစ်တဲ့နေ့တုန်းကလုံသမားတွေနဲ့ဆန္ဒပြသူတွေထိတ်တိုက်တွေ့ရှိခဲ့လို့အလုပ်တွေမိနစ်20ကျော်ကြာရန်နာခဲ့ရတာကြောင့်လူသက်သမားအတွက်အချိန်လုံလောက်ရရှိခဲ့ပါတယ်။အဲဒီတဲကမှခေါင်းဆောင်ဆောင်ကိုဆိုတဲ့သူကဂျိုင်းတောင်းနဲ့လမ်းလျှောက်ရသူဖြစ်တဲ့ဆိုတာကိုတွေ့ရှိလိုက်ရပါတယ်။ဒါဟာအခင်းဖြစ်ပွားရနေရာကခြေရာပြတ်နဲ့ဘေးနားမှာရှိနေတဲ့မြေကြီးတဲကအပေါက်လေးနဲ့ကိုက်ညီနေတဲ့ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အဲဒါကြောင့်ပဲစုံတော့မင်းရဲ့စုံစမ်းချက်ကိုလက်ခံပြီးစောင်းကိုတွားရောက်ဖန်ဆီးခဲ့ပါတယ်။အဲဒီခါမှာတော့စောင်းဟိုကလွယ်တကူပဲဖမ်းခံခဲ့ပြီးသူလုပ်ခဲ့တာတွေအတွက်ပေးဆက်ရမှာလို့ဝန်ခံခဲ့ပါတယ်။စကန်ကိုရောက်တဲ့အခါမှာတော့စောင်းဟိုကမြစ်ထဲကတက်ရှိတွေအကြောင်းကိုပဲပြောနေလို့စုံတော့မင်းကစစ်ဆေးမှုကိုလွှဲယူလိုက်ရပါတယ်။စောင်းဟိုရဲ့မိသားစုဟာဆောက်လုပ်ရေးကြောင့်လုပ်ငန်းတွေပြတ်ခဲ့ရပြီးအိမ်ချရမဲ့ဖြစ်ခဲ့ရသူတွေပါ။အဲဒီနောက်မှာတော့စောင်းဟိုရဲ့အဖေကတည်ဆုံသွားခဲ့ပြီးညီမဖြစ်သူစုချင်းကလည်းကိုယ့်ကိုယ်အဆုံးစီရင်သွားခဲ့တာပဲဖြစ်ပါတယ်။စုံတော့မင်းကစောင်းဟိုရဲ့ခြေရာအစ်စ်ကိုယူပြီးအခင်းဖြစ်ပွားရနေရာကခြေရာနဲ့တိုက်စစ်ပြလိုက်တဲ့အခါမှာတော့စောင်းဟိုကသူတက်တာဆိုတာကိုဝန်ခံလိုက်ရပါတော့တယ်။အဲဒီချိန်ထဲမှာပဲကန်တယောက်ကတော့လေစိတ်မှာသမီးကိုစောင့်နေပေမဲ့သမီးကရောက်မလာသေးပါဘူး။ခဏကြာတဲ့အခါမှာတော့ဒဇိန်တယောက်ကစောင်းဟိုစီကဆိုပြီးစာအိတ်တိတ်ကိုလာပေးခဲ့ပါတယ်။အဲဒီထဲမှာတော့သူ့ရဲ့သမီးဟဲဝွန်းကိုကြိုးတုပ်ထားတဲ့ဓာတ်ပုံတွေပါနေခဲ့ပါတယ်။ချိန်ထဲမှာပဲလူသက်သမားကစောင်းဟိုဖြစ်ကြောင်းစုံတော့မင်းရဲ့ဖုန်းဆက်အကြောင်းကြားလာခဲ့ပါတယ်။ကန်ဟာအကောက်ခွန်ကတကယ်ချင်းစီကိုဖုန်းဆက်ပြီးစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ကန်ရဲ့သမီးဟာတကယ်တော့လွန်ခဲ့တဲ့ရက်ကလေးကရောက်နေပြီဖြစ်ကြောင်းနဲ့ခီးစဉ်နှောင့်နေတဲ့ဆိုတာကလည်းပြန်မေးဆွဲသမားတွေရဲ့လိန်ညာမှုသာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။
ရဲစခန်းမှာတော့စောင်းကိုတရားဘာမှမပြောဘဲတခုခုကိုစောင့်နေတယ်လို့နဲ့နာယီကိုပဲကြည့်နေခဲ့ပါတယ်။ကန်းရောက်လာတဲ့အခါမှာလည်းစောင်းကကန်းကိုမြင်တာကိုအံ့ဩမနေခဲ့ပဲနဲ့သူဟာကန်းကို3ရက်အတွင်းသူ့မှာအပြစ်မရှိကြောင်းသက်သေပြပေးဖို့မဟုတ်ရင်သမီးဖြစ်သူတေးရမယ်လို့ချိန်ချောက်ထားခဲ့ပါတယ်။သမီးကိုကယ်ဖို့အတွက်ကန်းတယောက်ဘာမှဆုံးဖြတ်ချက်ချမနေတော့ဘဲနဲ့တခွဲကန်းကိုပဲပြေးသွားခဲ့ပါတယ်။အဲဒီမှာတော့သွေးတွေပိန်နေတဲ့လွှတ်တစ်လက်ကိုတွေးနေရပေမဲ့ဒီကနေစစ်ဆေးချက်ကမထွက်သေးတာကြောင့်ကန်းတယောက်ခွဲစိတ်သားတစ်ချောင်းကိုခိုးယူခဲ့ပြီးအိမ်ရောက်တဲ့အခါမှာတော့သူ့ရဲ့ခွေးကိုအဲ့ဒီတာနဲ့လိဖြတ်လိုက်ပါတယ်။တုံသက်စစ်ဆေးမှုကိုကြံ့ကြာအောင်လို့လေတရခန်ကိုစိတ်ကြမ်းမာရေးစစ်ဆေးဖို့အတွက်တောင်းဆိုထားခဲ့လိုက်ပါတယ်။အဲဒီနောက်မှာလည်းတခွဲကန်းဝန်ထမ်းကိုအပြင်မှာချင်းဆိုခဲ့ပြီးကန်းတယောက်တခွဲကန်းတဲ့ကိုခိုးဝင်ကလွှတ်ကိုစေးကြောပြီးခွေးသွေးနဲ့အစားထိုးလိုက်ပါတယ်။တုံတော့မင်းတယောက်စစ်ဆေးချက်ရလက်ကိုယူလာတဲ့အခါမှာတော့ကန်းကလည်းရောက်လာခဲ့ပြီးစားဟိုကမတန်ဆွမ်းတာကြောင့်လူတက်ဖို့မဖြစ်နိုင်ကြောင်းနဲ့တပ်တွေကခိုင်လုံမှုရှိသေးကြောင်းပြောပြီးဖန်ဝရမ်းမထုတ်ဖို့တားဆီးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကန်းတယောက်ထောင်ထဲမှာရှိနေတဲ့စောင်းဟိုစီကိုတွားတွေ့ခဲ့ပြီးတမိဖိတ်သူတက်ရှိကြောင်းတက်သေးပြဖို့အတွက်တောင်းဆိုခဲ့ပါတယ်။စောင်းဟိုကလည်းဖုံးဆက်သလိုနဲ့လှည့်စားနေတာကိုတီးသွားတဲ့အခါမှာကန်းကသူ့ကိုထုတ်ချလိုက်ပါတယ်။အဲဒီချိန်ဖုံးမိလာပြီးတမိဖြစ်သူကကဲဖို့တောင်းဆိုတဲ့နေကိုကြားလိုက်ရပါတယ်။ကန်းတယောက်ကတော့လူတက်လက်နက်ပဲမှလဲလို့မေးတဲ့အခါမှာစောင်းဟိုကဘာမှမပြောဘဲနဲ့သူဘာဖြစ်လို့ဒီလိုတက်ရတာလဲဆိုတာကိုပဲစဉ်းစားဖို့ပြောလာခဲ့ပါတယ်။ကန်းကလည်းစိတ်မရှိဘဲနဲ့အွန်အားရဲ့အိမ်ကိုခိုးဝင်ရှာဖွေရင်းနဲ့အာရီဆိုတဲ့တငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရပါတယ်။အာရီကတော့အွန်အားရဲ့ဘဝမှာပြောင်းလူကလွဲလို့တခြားယောက်ျားမရှိကြောင်းနဲ့ပြောင်းလူဟာလည်းကြီးစားမဟုတ်ဘဲနဲ့လိုင်းနောက်ရှက်နေတဲ့သူတူဦးတာဖြစ်ကြောင်းကိုပြပြလိုက်ပါတယ်။ဒီလိုနဲ့မနေ့ရောက်တဲ့အခါမှာတော့လွှဘော်ကသွေးတွေကခွေးသွေးတွေဖြစ်နေတာကိုသိလိုက်ရလို့ရဲရရှိချုပ်ကအကြီးကျယ်စိတ်ဆိုးပြီးတော့သူ့ရဲ့လူသက်လက်နက်ကိုအမြန်ရှာခိုင်းမှုခွေသားတွေကိုခိုင်းစေလိုက်ပါတယ်။ဇုံတော်မင်းကတော့အလုံးပြက်ကွက်မှုနဲ့အပြစ်တင်ခံရပြီးရုံးလုပ်ငန်းတွေပဲလုပ်နေကြရပါတယ်။အဲ့ဒီအချိန်မှာကန်းတယောက်ကပြောင်းလူကိုလိုက်ရှာနေတော့မှပဲဇုံတော်မင်းကဖုံးဆက်ပြီးရင်ခွဲစစ်စစ်ချက်ကိုတောင်းဆိုခဲ့ပါတယ်။သူကနေမကောင်းလို့အိမ်မှာပဲရှိနေတယ်လို့လည်းပြောလိုက်ပါတယ်။ဇုံတော်မင်းကလည်းရဲတွေလူသက်လက်နက်လိုက်ရှာနေကြောင်းကိုပြောလိုက်တာကြောင့်ကန်းတယောက်ပြောင်းလူကိုဖမ်းဖို့တဲ့လက်နက်ကိုအရင်ဖြတ်ဖို့စောင်းဝေရဲ့အိမ်ကိုအရင်သွားရပါတော့တယ်။ကန်းကတော့စောင်းဝေရဲ့အိမ်ကိုအရင်ရောက်သွားခဲ့ပြီးအဲ့ဒီမှာတော့လေစိတ်ကတစိမ့်ပတ်နဲ့စောင်းကိုတွဲရိုက်ထားတဲ့ဓာတ်ပုံကိုတွေ့ရှိခဲ့ရပါတယ်။ရဲရီရောက်လာတာကြောင့်သူခိုးထွက်လာတဲ့အခါမှာခွဲစိတ်တာတစ်ချောင်းအကျဉ်းရနေခဲ့ပါတယ်။ရဲတွေကအဲ့ဒီဓာတ်နဲ့သွေးပင်နေတဲ့တန်တရွင်းကိုတွေ့ရှိသွားခဲ့ပြီးလူသက်လက်နက်လိုယူဆလိုက်ကယူဆောင်သွားခဲ့ပါတော့တယ်။မင်းကတော့ကန်းကိုစိတ်ဘူးလို့သူ့အိမ်ကိုသွားကြည့်ခဲ့ပါတယ်။တကားမဖွင့်တာကြောင့်ကျိုးနဲ့ဆွဲဖွင့်လိုက်တဲ့အခါမှာတော့ခြေထောက်မှာပတ်တီးစီထားတဲ့ခွေးလေးကိုတွေ့ရှိခဲ့ရပါတယ်။ဒရိတ်ဆန်စိတ်ကူဆရာဝန်ကလည်းဒါဟာခွဲစိတ်ဓာတ်လိုမျိုးလွန်ထက်တဲ့ဓာတ်နဲ့တမင်လှုပ်ထားတဲ့တန်ရာလို့ပြပြခဲ့ပါတယ်။ကန်းကတော့ရဲစကန်တစ်ခုမှာဓာတ်ပုံကိုစစ်ဆေးခိုင်းတဲ့အခါမှာပတ်ကတော့စောင်းဝေရဲ့အဖေမွေးစားထားတဲ့သားဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။စောင်းဝေရဲ့ညီမဖြစ်သူစုချင်းနဲ့ပတ်ဟာချစ်သူတွေဖြစ်ခဲ့ကြတာပါ။ကန်းကတော့သူတို့ရဲ့အိမ်ဟောင်းကိုတွားချတဲ့အခါမှာတော့ပိတ်ထားတဲ့အခန်းထဲမှာအွန်အားနဲ့ဟဲဝွန်းတို့ရဲ့ဓာတ်ပုံတွေပြီးတော့ချမ်းသာတဲ့လူငယ်3ယောက်ရဲ့အာထမကျင့်မှုကိုခံခဲ့ရတဲ့ကျောင်းသူလေးအကြောင်းသတင်းစာဖြတ်ပိုင်းလေးကိုတွေ့ရှိခဲ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲပက်ကရောက်လာခဲ့ပြီးကန်းကိုတိုက်ခိုက်ခဲ့ပါတယ်။ကန်းကတော့ကားနဲ့လည်းတိုက်ခိုက်ထားရတာကြောင့်အားနေနေခဲ့ပြီးပက်ကထိုးချိန်မှုကိုခံခဲ့ရပါတယ်။သူပြန်နိုးလာတဲ့အခါမှာတော့စကန်ကိုပြန်ရောက်သွားခဲ့ပြီးသူသမီးဖျားနာတော့ကအကြောင်းကိုတတိယကဒေါရတကြီးနဲ့မှန်ကိုထိုးခဲ့လိုက်ပါတယ်။စုံတော့မင်းကတော့ခွဲစိတ်ဓာတ်ကိုတခွဲကပို့လိုက်တဲ့အခါမှာကန်းအဲ့ဒီညကတခွဲကမှာရှိနေခဲ့တယ်ဆိုတော့ကိုတတိယသွားခဲ့ပါတယ်။ဒီလိုနဲ့ရုံးခန်းကိုရှာကြည့်တဲ့အခါမှာမှန်ခွဲတွေနဲ့စောင်းဝလိုဓာတ်ပုံကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီချိန်ထဲမှာပဲကန်းကစောင်းကိုတွားတွေ့ပြီးသူပဲသူလဲဆိုတော့ကိုမှတ်မိပြီးလို့ပြောလိုက်ပါတယ်။သတင်းစာတွေကမိန်းကလေးဟာစောင်းဟိုရဲ့ကျမဖြစ်သူစူချင်းဖြစ်ပြီးတစ်ချိန်လုံးကကန်းရဲ့ရင်ဝဲစစ်ဆေးချက်အစီအကံသားကြောင့်တရက်ခန့်နေလွတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ကန်းကတော့သူဟာသူ့အလုပ်သူလုပ်တာလို့စင်ကြေးပေးပြီးအခုလူတက်လက်နက်ကိုမိသွားပြီဖြစ်လို့စောင်းကိုမကူညီနိုင်တော့ဘူးဆိုလို့လည်းပြောပြခဲ့ပါတယ်။ဒါပေမဲ့စောင်းကတော့သဘောတူညီချက်အတိုင်းလုပ်ပေးဖို့ပြောခဲ့ပါတယ်။စုံတော့တွေကတန်တွင်းဘော်ကတွေ့အောင်အွန်အားနဲ့မတူတာကိုသိသွားခဲ့ပါတယ်။ကန်းအပြင်ကိုထွက်တဲ့အခါမှာတော့စုံတော့မင်းနဲ့တိုးပြီးတက်သိပ်ဖြတ်စည်းမှုနဲ့ဖမ်းခံရတော့မယ့်အခြေအနေမှာပဲသူ့ရဲ့သမီးအန်နေရှိနေကြောင်းကိုပြောပြီးထွက်သွားခဲ့ပါတယ်။စုံတော့မင်းကတော့စူချင်းအမှုကိုပြန်လည်လေ့လာတဲ့အခါမှာအွန်ဟာအဲ့ဒီအမှုမှာတက်သိပ်တယောက်ဖြစ်ခဲ့ဘူးလားဆိုတာကိုသိရပါတယ်။တရားခံဖြစ်တဲ့စောင်းကတော့စုံတော့မင်းကိုကန်းကိုမယုံမှုပြောပြီးသူ့ရဲ့ဂျိုင်းတာကတကယ်လူသက်လက်နက်ဖြစ်ကြောင်းပြောပြပြီးပေးလိုက်ခဲ့ပါတယ်။ကန်းကတော့ပြောင်းတို့ကိုပြန်တွေ့ခဲ့ပြီးအာရီကိုအကူအညီတောင်းကအစီအစဉ်ဆွဲခဲ့ပါတယ်။အာရီကပြောင်းတို့ကိုဟိုတယ်ခေါ်သွားပြီးကန်းအတွက်ပြောင်းတို့ရဲ့တုပ်ပိုးနဲ့တုံးခဲ့တဲ့ဖန်ခွက်ကိုယူပေးခိုင်းပါတယ်။အာရီကလည်းအွန်အားအတွက်လက်စားချေဖို့အတွက်ကူညီပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပက်ကစုံတော့မင်းကိုဖုံးဆက်ပြီးကန်းရှိတဲ့နေရာကိုပြပါတယ်။ဒါပေမဲ့ပတ်ကိုရန်ရောက်လာခဲ့ပြီးစုံတော့မင်းကိုတတိလင့်အောင်လုပ်ခကန်းကိုအချိန်ရအောင်လုပ်ပေးလိုက်ပါတယ်။စုံတော့မင်းစိတ်ကိုရောက်နေတော့မှပဲကန်းကတခွဲကန်းမှာပြောင်းတို့ရဲ့လက်ဝဲနဲ့တုပ်ပိုးတွေကိုအလောင်းနဲ့ထည့်သွင်းပြီးပြောင်းတို့ဟာလူသက်သမားဖြစ်ကြောင်းအစီရင်ခံစာအတုကိုလိုလိုက်ပါတယ်။အဲဒီအချိန်မှာပဲကန်းဟာအတိတ်ကအဖြစ်အပျက်တွေကိုသတိရသွားခဲ့ပါတယ်။တရားခံဖြစ်တဲ့စောင်းဟိုရဲ့ညီမဖြစ်သူစုချင်းရဲ့အမှုတုန်းကလည်းအွန်ဟာကစုချင်းဟာအဲ့ဒီကောင်လေးတွေနဲ့ပြောနေတယ်လို့တက်တည်ထွက်ဆိုခဲ့တာဖြစ်ပြီးကန်းကလည်းအတ္တမကျင့်ခံရတဲ့တက်တည်မရှိဘူးလို့ထွက်ဆိုခဲ့တာကြောင့်တရားခံတွေအကုန်လုံးလွတ်သွားခဲ့ရတာပါ။စီရင်ခံစာထွက်လာတဲ့အခါမှာတော့ရဲတွေကစောင်းကိုလွတ်ပေးလိုက်ရပြီးပြောင်းတို့ကိုဖမ်းလိုက်ရပါတယ်
စောင်းကိုစကန်ကထွက်သွားတဲ့နောက်မှာတော့ကန်ကသူ့ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။စုံတော့မင်ကတော့စူချင်းအမှုမှာကန်ကတက်တီအတူထွက်ဆိုခဲ့တာဆိုပြီးသိသွားခဲ့တာကန်အနေနဲ့ရှိနေတယ်ဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။စုံတော့မင်ကစောင်းရဲ့အိမ်ဟောင်းစီကိုသွားခဲ့ပါတယ်။အဲဒီမှာတော့ကန်ကစောင်းကိုစူချင်းအတွက်တောင်းပန်ပြီးသမီးကိုပြန်ပေးဖို့ပြောနေခဲ့တာပါ။ဒါပေမဲ့လည်းစောင်းကတော့လက်မခံဘဲနဲ့ကန်ဟာသူ့သမီးရဲ့ယောဂကိုကူဖို့အတွက်ငွေလိုတာကြောင့်လက်ယူပြီးတက်တီလိန်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပြန်ပြောပြနေခဲ့ပါတယ်။စောင်းကသူ့ညမကိုတမျိုးလုံးကအထင်သေးအောင်လုပ်ခဲ့တဲ့ကန်ကိုခွင့်မလွတ်နိုင်ဘူးလို့လည်းပြောလိုက်ပါတယ်။ကန်ကတော့စောင်းကိုထိုးကျိတ်ပြီးသမီးရှိတဲ့နေရာကိုမေးကအပြေးလောသွားခဲ့ပါတယ်။စုံတော့မင်တယောက်ကတော့အိမ်ဟောင်းမှာပတ်ကိုခုခံရင်းနဲ့မတက်တာလို့ပြစ်တက်လိုက်ရပါတယ်။သူမဟာစောင်းကိုပြင်ဆင်ထားတဲ့ကြောက်စရာကောင်းလုံးနဲ့လက်စားချေမှုကြီးကိုလည်းတွေ့သွားခဲ့ပါတယ်။ကန်ရောက်လာတဲ့အခါမှာတော့စုံတော့မင်ကမဝင်းမှုတားခဲ့ပေမဲ့သူကနားမထောင်ခဲ့ပါဘူး။နှစ်စီပွင့်နေကြတဲ့မှာလဲလျောက်နေတဲ့သမီးဖြစ်သူကိုပွေ့ကြည့်ဖို့ကြိုးစားတဲ့အခါမှာတော့ကိုယ်ရမရှိတော့ဘဲနဲ့ခေါင်းနဲ့ခြေလက်တွေပဲရှိတော့တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ကန်ရဲ့သမီးကတော့အစကတည်းကသေဆုံးနေခဲ့တာဖြစ်ပြီးကန်ကြားခဲ့တဲ့အတန်တွေကလည်းကြိုတင်အတန်တွေထားတာကြီးပဲဖြစ်ပါတယ်။ပိုပြီးထိတ်လန့်မှုကောင်းတာကအွန်အားရဲ့ရုပ်အလောင်းနေရာမှာသူ့သမီးရဲ့ကိုယ်တွေကိုအစားထိုးခဲ့တာဖြစ်လို့ကန်ကိုယ်တိုင်ရင်ခွဲစစ်ဆေးခဲ့တယ်ဆိုတာကလည်းသူ့သမီးရဲ့အလောင်းဖြစ်နေခဲ့တာပါ။ကန်ဟာအသေးတွေကွဲနေတော့မှပဲစောင်းဟိုကရောက်လာခဲ့ပြီးသူခံစားခဲ့ရတဲ့နာကျင်မှုတွေကိုအခုကန်လည်းသိပြီလို့ပြောပြခဲ့ပါတယ်။အဲဒီအချိန်မှာပဲကန်တယောက်ဟာစုံတော့မင်းရဲ့တနက်ကိုလူယူခဲ့ပြီးစောင်းကိုပြစ်တက်လိုက်ပါတယ်။အဲဒီနောက်နာကျင်မှုတွေများလွန်းလို့မိမိကိုယ်ကိုလည်းပြန်လဲအဆုံးစီရင်တွားရင်းနဲ့ပဲဇလန်လေးကဒီနေရာမှာပြီးဆုံးလို့တွားခဲ့တာပဲဖြစ်ပါတယ်။